ဂျပန်မှာအဆောက်အဦအစစ်တွေမဆောက်ခင်အခုလိုအယုတ်ကလေးတွေအရင်လောက်ကြရတယ်။ဒါကတော့ဂျပန်နိုင်ငံကအင်ဂျင်နီယာတွေပါရှင်။သူတို့အခုလုပ်နေတာကတော့ငငယ်တုန်းကကလေးတွေကစားတယ်လို့မျိုးအဆောက်အဦတွေတိုက်တွေကိုပုံစံတူအသေးလေးတွေစောင့်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့တွေကစောဖို့လုပ်နေတာတော့မဟုတ်ပါဘူးနော်။ဒီပုံစံငယ်လေးတွေကိုအစိုးရစီတင်ပြရမှာဖြစ်ပြီးတော့အစိုးရကစစ်ဆေးပြီးတော့မှပဲစောက်လုပ်ခွင့်ချပေးတာဖြစ်ပါတယ်။ဒီပုံစံငယ်လေးတွေမှာအဆောက်အဦတွေမကပဲအဆောက်အဦဆောက်ပြီးသွားတဲ့အခါကျရင်ပတ်ဝန်းကျင်ကရောဘလို့ပုံစံတွေဖြစ်နေတယ်လဲဆိုတာတွေပါပါရတယ်လို့သိရပါတယ်။ဘလောက်အသေးစိတ်ကြရလဲဆိုရင်ပန်းကြံတွေရေကူးကန်တွေမိတိုင်တွေမကပဲအပင်ကြီးတွေနဲ့အလှဆိုင်အပင်ပူလေးတွေကိုပါပမာဏနဲ့အကွာအဝေးအတိအကျထည့်သွင်းပေးရတဲ့အထိပါပဲ။ဒီလိုမျိုးနမူနာပုံစံငယ်လေးတွေကိုအရင်ဆုံးအစိုးရစီမတင်ပဲအဆောက်အဦဆောက်မိမယ်ဆိုရင်တော့ငွေတန်းဆောင်ရမှာကတော့တေချာပေါက်ပဲလို့လည်းသိရပါတယ်။ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတော့ဂျပန်မှာအဆောက်တစ်ခုမဆောက်ခင်ဝယ်မဲ့လူတွေကိုအဆောက်အဦကပြီးစီးသွားပြီဆိုရင်ဘယ်လိုပုံစံရှိမလဲဆိုတာကိုအတိအကျပြရမယ်ဆိုတဲ့စီကံရှိပြီးတော့အဲ့ဒီစီကံကဝယ်မဲ့လူတွေအနေနဲ့သူတို့ရဲ့ငွေတွေကိုမှားယွင်းပြီးတော့ရင်းနှီးမြှုပ်နှံတာမျိုးမဖြစ်ရအောင်ကောက်ကွယ်ပေးထားတာလို့လည်းသိရပါတယ်။ကျမတို့နိုင်ငံကကျိုးပွိုင်းတိုက်ခန်းတွေနဲ့တော့အစာပေါင်းများစွာတာလွန်တာညင်းလို့ရမှာတော့မဟုတ်ပါဘူးပြည်သက်ကြီးတို့ရေ။